ထိုင်ရည်ကြီးမှုအပေါ်ပြင်ဆင်မှုတွေတင်းကျပ်ပြီးရေထုတ်တာလည်းအချိန်ကိုက်ဖြစ်လို့တိတာတဲ့ထိခိုက်မှုမျိုးမရှိသလောက်ပါပဲဒါအပြင်တိုင်ဖုံးမှုတိုင်းကြောင့်မိုးရေချိန်ကောင်းခဲ့လို့ကန်ထဲကရေသွေးပုံမှုကောင်းမွန်လာခဲ့ပါတယ်ဒါနဲ့ကျွန်တော်ချက်ချင်းပဲအိမ်ခန်းထဲမှာတိုးလောင်ထားတဲ့ဘဲဥအတစ်တာ90နဲ့အခုမှဖမ်းထားတဲ့9လက်စားတွေကိုထုတ်ပြီးတော့ရွာကော်မတီကိုအခမဲ့လှူဒန်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဟဲ့ရီလန်ကိုတော့ရေပေးတဲ့တက်ကြီးရွယ်တွေနဲ့ဒုက္ခသည်တွေကိုခွဲဝေပေးဖို့တာဝန်ပေးလိုက်တယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်ရဲ့ဂုံသတင်းကရွာထဲမှာအခိုင်အမာဖြစ်သွားခဲ့ပါပြီအရင်ကတော့ကုန်းစုံဆိုင်မှာရှောက်ပြောနေတဲ့သူတွေကလည်းကျွန်တော်ကိုပြောညံ့တဲ့ចောင်းသားလို့ပြောခဲ့ကြတာအခုတော့ကျွန်တော်ကိုမြင်တာနဲ့ဝေးဝေးကနေပဲရှန်သူသေးလို့အယိုသေးပေးပြီးနှုတ်ဆက်ကြပါတယ်ကြောက်မှန်ချန်ရဲ့ဘဲတွေကတော့အဲ့ဒီညကအချိန်မီမကယ်လိုက်နိုင်ခဲ့ပါဘူးသူအကျွေးတင်ပြီးဝယ်ထားတဲ့ဘဲကောင်ရရာချီပြီးတော့ဒီမုံတိုင်းထဲမှာပဲအသေးဆိုးနဲ့တည်သွားခဲ့ပါတယ်ကျန်တဲ့ဘဲတွေကလည်းအိမ်မိပြီးရင်ညစ်တွေကြောင့်တကောင်ပြီးတကောင်တည်သွားခဲ့ကြတယ်မုံတိုင်းပြီးသွားရင်တော့နေတာတဲ့ရာသီဥတုလာမှာပဲအိမ်ပြန်ရောက်တော့ရေနွေးနဲ့ရေချိုးလိုက်တယ်ဟောင်းငန်းနေတဲ့စည်ရင်စာအုပ်ကိုလှမ်းလိုက်ပြီးနောက်ဆုံးစာမျက်နှာမှာကျွန်တော်မှတ်တမ်းတင်လိုက်ပါတယ်ရေဘေးအတွက်ကုန်ကြစရိတ်တဲအိမ်နဲ့လောက်အားက6500ယွမ်ပိုင်ဆိုင်မှုစည်ရင်စစ်ဆေးခြင်းကြာဆိုင်ခြင်း8ရမူအကောင့်တိုင်းရှိပဲ3တူညကျမ်းမာရေးကောင်းရေးသိမ်းခြင်းလူစိတ်ဒါပေမဲ့ကောင်းကင်ဘုံကကျွန်တော်ဘယ်လောက်ထိခံနိုင်ရှိလဲဆိုတာကိုစမ်းသပ်ခြင်းနေပုံရပါတယ်မုံတိုင်းပြီးတော့တလားမပြည့်ခင်ပါပဲအပူချိန်မြက်ဆန်ပြန်တက်လာပြီးတော့ကန်ထဲမှာဂီယာစနစ်အကျက်တဲတစ်ခုဖြစ်လာခဲ့ပါတယ်တရက်မနေ့ခင်မှာကျွန်တော်ကန်ထဲမှာလှည့်ပတ်ကြည့်ရှုနေတော့အရင်ကစိမ့်လန်းဆူပြေတဲ့ကြားရွက်တွေရဲ့အစွန်းတွေကဝါလာပြီးလိမ့်လာတာကိုတွေ့လိုက်ရတယ်ကျွန်တော်လေးနဲ့ကက်ကြည့်လိုက်တော့ကျွန်တော်ကြော်ရုပ်တောင်စိမ့်သွားတယ်ကြာရွက်ရဲ့အနောက်ဘက်မှာမီးကိုရောင်ရေပိုးကောင်တွေနဲ့တီးနှံဖြတ်ပိုးတွေပြည့်နေနေတာပိုဆိုးတာကတော့ကြာပင်ရဲ့အမြင့်ကိုဆွဲနှုတ်လိုက်တော့အဖြူရောင်အမြင့်ပိုးကောင်တွေကအညွန့်တွေကိုစားနေတာကိုမြင်လိုက်ရတယ်မုံတိုင်းကမိုးရေကိုပဲယူလာတာမဟုတ်ဘူးပတ်ဝန်းကျင်လေကွင်းတွေကနေလေနဲ့အတူပါလာတဲ့ပိုးမွားတွေနဲ့ဥတွေကဒီလိုပူပြင်းဆူဆွတ်တဲ့ပတ်ဝန်းကျင်မှာပေါက်ဖွာလာကြတာကြောက်မှန်ချန်ကတော့ဝါလာတဲ့ကြာရွက်တွေကိုကြည့်ပြီးတော့ဒူးနဲ့တိုက်ပြီးစိတ်ပူနေရှာတယ်ရမ်းစီရေဒုက္ခပါပဲဒါကကြာပင်တွေကိုဖျက်ဆီးတာလေအရင်ကရွာမှာဒီလိုဖြစ်ရင်ပိုးသက်စေချက်ချင်းဖျက်ရတာမဟုတ်ရင်တစ်ပတ်အတွင်းမှာဒီကြာဆိုင်ခင်းတွေအကုန်လုံးပုတ်ကုန်မှာပေါ်မဖြစ်ဘူးကျွန်တော်ပြက်တညင်းလိုက်ပါတယ်အခုကန်ထဲမှာပဲ3တူညရှိုံတင်မကပဲငါးမျိုးစေ့တွေလည်းအခုမှချထားတာပိုးသက်စေအပြင်းစားသုံးလိုက်ရင်ပိုးမွားတွေတည်သွားပေမဲ့ဒီလိုတိမ်မွေးတဲ့ဂေဟစနစ်ကပျက်စီးသွားမှာဘဲတွေနဲ့ငါးတွေအကုန်လုံးတည်ကုန်မှာပေါ့နောက်ပိုင်းမှာဆက်ဖြစ်မလဲသိချင်ရင်အကောက်လေးကိုဖော်လို့လုပ်ပြီးအသေးပေးခဲ့ပါအောင်ပြကျွန်တော်ကနေထွန်းပါ